ကုန်ဘက်ကအမျိုးသမီးတယောက်ကစာလေးနဲ့လျှောက်တယ်သူတို့မတယောက်တဲ့ဆုံးသွားတဲ့အခါမှာသူဆုံးသွားတဲ့နေ့ကနေစပြီးတော့နေ့တိုင်းနဲ့တအိမ်လုံးဟာအမွှေးနှံ့တာတွေခဏခဏတွေ့ဘယ်သွားမွှေးနှံ့တာတွေမွှေးကြိုင်နေတဲ့အနံ့တွေရနေတယ်ပေါ့ဘုရားသွားရင်လေမွှေးကြိုင်သူတို့ကအဲ့ဒါမွှေးကြိုင်နေတဲ့အနံ့တွေပြီးတော့မကျွတ်ဘူးပေါ့လေမကျွတ်လို့ဘာကုသိုလ်လုပ်ပြီးအမျှဝေရမှာတော့မေးတော့ဘုန်းကြီးကအေးမွှေးတဲ့အနံ့သာပြတယ်ဆိုတာသူဘုံမစိုးနှက်ဖြစ်တာလို့နတ်ဖြစ်နေတဲ့ကိုယ့်ရဲ့ตาတဲ့ပုဂ္ဂိုလ်သွားပြီးကျွတ်အောင်လုပ်ရင်ကိုယ်ပဲကျွတ်အောင်လုပ်အောင်လို့နော်လူတွေကသေသွားတဲ့လူကအနိဗ္ဗာန်ရောက်နေမကျွတ်ဘူးကြီးပဲထင်တာကိုယ်လည်းကျွတ်ထားကြအဲ့တော့နတ်ဖြစ်နေတာသူကံနဲ့သူပဲလို့ဒါကိုယ်ကဘာမှကြောက်အောင်လုပ်ဆောင်လုပ်ဘူးကုသိုလ်ကောင်းမှုလုပ်အမျှပေးသူ့မှာဘုံတကူပဲတက်မယ်ကျွတ်အောင်ဆိုတာလူတွေကသေသွားရင်ကျွတ်ဖို့ပဲစဉ်းစားတာလေသေသွားရင်ဘယ်လိုနဲ့နေကျွတ်အောင်အဲ့တော့သူရောက်တဲ့ဘုံကကောင်းတဲ့ဘုံလားဆိုးတဲ့ဘုံလားဒါပဲကြည့်အောင်မကျွတ်ဘူးလို့လူတွေပြောရအောင်အိမ်ပေါ်မှာတရေဖြစ်နေတာတို့တဆေဖြစ်နေတာတို့ခြောက်လှန့်နေတာတို့မကောင်းတဲ့အပုပ်နှံတွေပေးနေတာဆိုရင်တော့ဒါမကောင်းဆိုးဝါဖြစ်တယ်အဲ့ဒါဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်အမြတ်တမ်းတွေပေးဝေးသူ့မှာစားစရာမရှိတောက်စရာမရှိအဝတ်မပါဗလာကိုရီဖြစ်နေတယ်ဆိုရင်အဝတ်လှူပြီးတော့အမြတ်တမ်းပေးဝေးစားစရာမရှိဘူးဆိုစားစရာလှူအမြတ်ပေးဝေးနေစရာမရှိဘူးဆိုနေစရာလှူအမြတ်ပေးဝေးဒီလိုသာလောက်ကြရတာပေါ့အခုလို့အမွေးကြိုင်အနတ်နေပေးတယ်ဆိုတာသူကောင်းရဘုံကိုရောက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပြတာသို့တော်လည်းမိသားစုတန်ရောစင်နဲ့တခြားမှမရှိဘူးကိုယ်အိမ်ပေါ်မှာနေဘာဖြစ်လဲကိုဆောင်အိမ်ဆောင်နှက်ပဲအိမ်ဆောင်နှက်ဆိုတာအိမ်ကိုတမင်လာစောင့်နေတာတော့ပဲဟုတ်မလဲသူ့ရဲ့ဘုံဘိမှန်ဒီအိမ်နဲ့ဆက်ဆက်နေကိုဆောင်နှက်ဆိုလို့ကိုလာစောင့်နေတာပဲဟုတ်မလားသူ့ဘယ်သူမှဂျူတီချထားတာမှမဟုတ်တာပဲလာကပေးထားတာမှမဟုတ်တာကိုနဲ့ဆက်ဆက်ပြီးဖြစ်လို့ခေါ်ကြတာလေကိုဆောင်နှက်တို့ဘာလို့ဆိုတာ